တော့ကအင်မတန်မှမြင်မာတဲ့တောင်တန်းကြီးပေါ်မှာရွှေလင်းယုံငှက်အုပ်ကြီးတွေရှိပါတယ်။အဲ့ဒီငှက်တွေကြားထဲမှာရွှေအစင်းရောင်ရှိတဲ့လင်းယုံငှက်လေးတစ်ကောင်ရှိပါတယ်။ဒီငှက်လေးကငယ်ကနေကသူ့ရဲ့မောင်နှမတွေတခြားသောလင်းယုံငှက်တွေနဲ့လိုက်လံပြန်တန်းခြင်းမပြုဘဲနဲ့တကောင်တည်းအမြဲတမ်းထိုင်နေတတ်ပါတယ်။သူ့ရဲ့မိဘတွေကလည်းငယ်ကနေကအစာတွေရှာပြီးတော့ကျွေးထားကြတာပေါ့။ဒီလိုနဲ့လင်းယုံဒီရွှေရောင်အစင်းရှိတဲ့ငှက်လေးကတဖြည်းဖြည်းနဲ့ကြီးလာခဲ့တယ်။ဒါပေမဲ့ဒီလင်းယုံငှက်ဟာတခြားသောလင်းယုံငှက်တွေလိုလိုက်လံပြန်တန်းခြင်းမပြုဘဲနဲ့ပြန်တန်းနေတဲ့လင်းယုံငှက်တွေကိုပဲအမြဲတမ်းငေးပြီးကြည့်ပြီးတကောင်နဲ့အမြဲတမ်းနေခဲ့တာပေါ့ဒီလိုနဲ့တရက်မှာတော့အဲ့ဒီလင်းယုံငှက်အုပ်ကြီးကိုဥဆောင်တဲ့ရွှေလင်းယုံငှက်ကောင်းဆောင်ဟာဒီလင်းယုံငှက်လေးစီမှာရောက်လာခဲ့ပါတယ်ကဲရွှေဝါမင်းကတခြားငှက်တွေလိုလည်းလိုက်လံမပြန်တန်းဘူးမင်းတကောင်နဲ့အမြဲတမ်းနေတယ်မင်းဒီလိုသာနေမင်းဘဝမှာဘယ်လိုလို့အောင်မြင်မှုတွေရမှာလဲဆိုပြီးပြောလိုက်တာပေါ့ရွှေဝါလေးကလည်းဒီလေးယုံခက်ကြီးပြောတဲ့စကားကိုဘာမှပြန်မပြောဘဲနဲ့ခေါင်းလိုက်စိုက်လေးနဲ့နေခဲ့တာပေါ့ရွှေလင်းယုံခက်တို့ရဲ့ခေါင်းဆောင်ရွှေဝါလေးစီလာပြီးတဲ့နောက်တစ်ရက်မှာတော့ရွှေဝါလေးဟာအသွေးတစ်ခုဝင်လာခဲ့တယ်သူဟာငှက်တကောင်ဖြစ်တယ်ဆိုတာပဲငှက်ဆိုတာပြန်တန်းရမယ်ဆိုတဲ့စိတ်သူ့မှာဝင်လာတဲ့ခါမှာစတင်ပြန်တန်းဖို့ဆုံးဖြတ်ပါတော့တယ်သူကသူ့ရဲ့လင်းယုံငှက်အုပ်တွေရဲ့ခင်မင်မှုတွေခေါ်ပြောမှုတွေမခံရတဲ့ခါမှာတကောင်ထဲအမြဲတမ်းပြန်တန်းလေ့ကျင့်နေခဲ့ပါတယ်ဒီလိုနဲ့တရပြည့်တရသူပြန်တန်းတဲ့ခါမှာသူ့ရဲ့မျက်စိတွေဟာလည်းအဝေးကိုပို့ပြီးတော့မြင်နိုင်လာခဲ့တယ်သူ့ရဲ့တောင်ပန်တွေလက်သေးတွေဟာလည်းတရက်ထက်တရက်ပို့ပြီးတန်မာလာခဲ့တယ်ဒီလိုနဲ့တရက်ထက်တရက်သူပြန်တန်းတဲ့ခါမှာလေစည်းကြောင်းတွေမုန်တိုင်းတွေကိုလည်းနားလဲလာခဲ့တယ်သူတယောက်တည်းအမြဲတမ်းလေ့ကျင့်နေတဲ့ခါမှာတခြားလူတွေပြန်တန်းတာတခြားအသောလင်းယုံငှက်တွေပြန်တန်းတာတဲ့သူပို့ပြီးတော့ပြန်တန်းခဲ့တယ်ဒီလိုနဲ့တရက်မှာတော့သူတို့နေတဲ့ဒီတောင်တန်းပေါ်မှာမုန်တိုင်းကြီးတစ်ခုဝင်ခဲ့တယ်ဒီလိုနဲ့ရက်တပတ်ကြာလင်းယုံငှက်တွေဟာအပြစ်မထွက်ပဲနဲ့အစာမရှာပဲနဲ့နေကြတာပေါ့ဒါပေမဲ့ရွှေဝါလေးကတော့မုန်တိုင်းတွေကိုဖျက်ကျော်နိုင်တဲ့ခွန်အားရှိတော့မုန်တိုင်းတွေကြားထဲလည်းပြန်တန်းခဲ့တယ်ဒီလိုနဲ့မုန်တိုင်းတွေကြားထဲမှာလည်းအစာတွေရှာပြီးတော့မှသူ့ရဲ့အတိုင်းမြုံစီကိုယူလာပြီးတော့သူ့ရဲ့မိခင်ဖခင်တွေကိုလည်းကျွေးမွေးနိုင်ခဲ့တယ်ဒါကိုသိသွားတဲ့လင်းယုံငှက်ခေါင်းဆောင်ကြီးဟာရွှေဝါလေးစီကိုလာခဲ့တယ်ရွှေဝါမင်းကအင်မတန်မှထူးခြားတဲ့လင်းယုံငှက်တကောင်ပဲမင်းကတကယ်ရွှေလင်းယုံပဲဆိုပြီးတော့ရွှေဝါလေးကိုချီးမွမ်းတာပေါ့ပုံပြင်လေးကတော့ဒီလောက်ပါပဲဒီလိုပါပဲကျွန်တော်ဘဝမှာတစ်ခါတည်းကျွန်တော်နဲ့မခင်မင်းရတဲ့လူတွေအများကြီးရှိတတ်ပါတယ်ဒါမှမဟုတ်တယောက်တည်းအထီးကျန်တဲ့ချိန်တွေရှိတတ်ပါတယ်ဒီလိုအချိန်မှာကျွန်တော်တို့ဟာလူသားဖြစ်တဲ့အားလို့ဆိုတာကျွန်တော်ဘဝမှာတွေးကြုံရမယ့်အရာတွေပုံမှာကိုလုံနိုင်တဲ့အရာတွေပုံမှာကိုစိတ်ဝင်စားရတဲ့အရာတွေပုံမှာတောက်လျှောက်လောက်ကင်ပြီးဘဝခီးကိုဆက်နေဖို့ဖြစ်တယ်ကျွန်တော်ဒီလိုတောက်လျှောက်ခက်ခဲတွေကြားထဲမှာစင်တန်သွားခြင်းအဖြစ်ကျွန်တော်တို့ဟာတရက်ထက်တရက်တန်မာလာမှာဖြစ်တယ်ဒီလိုနဲ့ကျွန်တော်ဘဝမှာကျွန်တော်တို့အခက်ခဲတွေကိုဖျက်ကျော်ပြီးတော့အောင်မြင်မှုတွေရနိုင်တယ်ဆိုတဲ့ပုံပြင်လေးပဲဖြစ်ပါတယ်ဘဝကိုအောင်မြင်စွာဖျက်တမ်းနိုင်ကြတဲ့လူတွေဖြစ်ဖို့အားလုံးကိုဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နားထောင်ပေးတဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်